အခုလက်တလော Facebook update အသစ်မှာ post တင်ပြီးတိုင်းညီတာတွေစိမ့်တာတွေကိုပြပေးနေတော့အကယ်၍များကိုတင်လိုက်တဲ့ post မှာညီသွားခဲ့ရင်အရန်ပဲစိတ်ပူစရာလိုပါသလားဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့အဲ့ဒီအကြောင်းလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်ဒီဟာလေးကိုမုတ်ဖို့ရတဲ့ဥပမာလေးနဲ့နှိုင်းရှင်ပြီးတော့ပြောပြပေးသွားပါမယ်ကျွန်တော်တို့မနေ့ကတော့မိုးဖိုး1000ရတယ်ဆိုပါစို့ဒီနေ့မှာတော့မိုးဖိုး1000မရတော့ပဲနဲ့9000ပဲရတယ်လို့စဉ်းစားကြည့်လိုက်မယ်ဆိုရင်နှစ်ရက်လုံးမိုးဖိုးရနေတာတော့ရနေတာပဲဒါပေမဲ့ဒီနေ့ဒီ9000ပဲရတဲ့အတွက်ကြောင့်မလို့မနေ့ကထက်စာရင်နည်းနေပါတယ်ထိုနည်းတူသွားပါပဲကျွန်တော်တို့ Facebook မှာ post တွေတင်ပြီးတဲ့နောက်မှာရရှိခဲ့တဲ့ view တွေကိုကြည့်ကြည့်ပါမယ်မနေ့ကတော့က view သည်1000ရတယ်ဆိုပါစို့ဒီနေ့သည်တင်လိုက်တာ view 1000မရတော့ဘဲနဲ့9000ပဲရတယ်လို့စဉ်းစားကြည့်လိုက်မယ်ဆိုရင်နှစ်ရက်လုံးတော့ view ရနေတာပါပဲဒါပေမဲ့ဒီနေ့ရတော့ view သည်မနေ့ကရတော့ view နဲ့နှိုင်းယှဉ်ခံလိုက်ရတဲ့အတွက်ကြောင့်မို့လို့နည်းနေတာကိုသွားတွေ့ပါတယ်အဲ့ဒီလိုနည်းနေတဲ့အတွက်ကြောင့်မို့လို့หนีသွားရခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကအရန်ကိုစိုးရင်စရာမလိုပါဘူးဘာကြောင့်လဲဆိုတော့ Facebook ဒီတရက်တာအတွက်ကိုကြည့်တာမျိုးမဟုတ်ပါဘူးလွန်ခဲ့တဲ့ရက်60နှစ်လအတွင်းက view တွေကိုကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီတရက်တာหนีသွားတယ်ဆိုပြီးတော့အရန်ပဲစိတ်ပူစရာမလိုပါဘူးပြီးတော့ဒီလိုတရက်တာหนีနေခြင်းသည် content monetization အတွက်ဘာမှအကျိုးသက်ရောက်မှုလည်းမရှိပါဘူးအဲ့ဒါကြောင့်မို့လို့ဒီဟာလေးကအရန်ပဲစိတ်ပူစရာမလိုဘူးဆိုတာလေးကိုပြောပြပေးခြင်းလို့ဒီ post လေးကိုဖန်တီးလိုက်ရခြင်းပဲဖြစ်ပါတယ်အားလုံးပဲ post မှာညီနေလားစိတ်နေလားဆိုတာလေးကို comment မှာရေးပေးသွားပါအောင်เนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye